မြန်မာနိုင်ငံမှာဒီရှားတူးတဲ့လုပ်ငန်းဝင်တွေမှာအမျိုးသမီးတွေပါလှုပ်လာတာတွေ့မြင်ရမှာဖြစ်ပါတယ်။မြင်တွေ့ရတဲ့အတိုင်းပဲမျိုးသမီးတွေမြေရှားဖို့ဒီလုပ်ငန်းဝင်မှာလုပ်နေကြတာပဲဖြစ်ပါတယ်။ဒါကတောင်ပေါ်မှာလက်နဲ့တူးရတဲ့စောင့်ပြီးတော့တူးရတဲ့လုပ်ငန်းဝင်ပဲဖြစ်ပါတယ်။လွယ်ကျယ်မြို့တောင်ပေါ်မှာပေါ်နေတာပဲဖြစ်ပါတယ်။ဝိုင်လုံးနဲ့အလိုလေးဆက်ပြီးတော့အောက်ကိုစောင့်ပြီးတော့တူးပြီးတော့အပေါ်ဆွဲမှာပြီးတော့မြေကိုဆွဲထုတ်ရတာပဲဖြစ်ပါတယ်။အကောင်လုံးအပေါက်တွေအများကြီးအခုလိုပဲဖောက်ပြီးမှအပေါ်ကဓာတ်စီလောင်းထည့်လိုက်တာ။လောင်းထည့်လိုက်ပြီးအောက်ကတစ်ခါတောင်ကြီးကနေအပေါက်တွေကနေထွက်လာတဲ့စီးတွေကိုစုကံကိုတွယ်ပြီးတော့မှအနေထိုင်ပြီးမှဓာတ်စီနဲ့တန့်စင်လိုက်တဲ့ခါမှာမြေရှားတတ်ထူရလာတာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဒီတောင်ပေါ်တွေကိုဒီလိုအပေါက်တွေဖောက်မြေရှားတူးတဲ့အတွက်ဘာမှပန်ဝန်းကျင်တွေဆုံးရှုံးရပါတယ်။မြေရှားတတ်ထူတူးဖော်လာမမြင်ဘူးတဲ့မိတ်ဆွေတို့အတွက်ဘ ഹു တုဒအနေဖြင့်တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်။